လုံးမဲမင်္ဂလာပါနော်ဒီတစ်ခေါက်ပြပေးမှာတော့ဒါလုပ်ငန်းသုံးကျိုးလေးပေါ့နော်လုပ်ငန်းသုံးသူကလီးဆိုလို့ရှိရင်လဲသူက MPR တောင်းတောင်းနဲ့ဝါအားအပြည့်သုံးလို့ရမယ်လော့တွေပါမယ်အနောက်မှာဆိုလို့အခုလိုမျိုးပဲတန်လိုက်ပေါ့နော်တန်လိုက်ကတ်လို့ရပါတယ်အဲ့လိုမျိုးကျိုးလေးပြပေးပါမယ်ဒီလိုမျိုးလေးပါနော်သူကအခုခလုတ်လဲပါတယ်ဒါလေးဆိုရင်အဖွင့်ပိတ်ခလုတ်လေးပါပါတယ်တန်လိုက်ပါတယ်လော့ပါတယ်နော်ဒီမျိုးလေးပါအပေါက်ဆိုလို့ရှိရင်လဲ1 4 6 9ပေါက်ပေါ့နော်9ပေါက်10ပေါက်အမျိုးမျိုးရှိရပေါ့နော်ဒါလေးတွေကတော့ဒီလိုမျိုးလေးပါလော့လဲပါတဲ့အတွက်ကိုကအလွယ်တကူဆွဲဖြုတ်လို့မရဘူးတူကျိုးဆိုလို့ရှိရင်လဲလုံးဝအတုပ်ကြီးတွေပေါ့နော်ကျိုးတွေက MPR တောင်းပြီးတော့ဒီလိုမျိုးကျိုးလုံးတွေတုပ်တဲ့အတွက်ဒီကျိုးတွေဘာတွေဖိမိခိုင်းမိရဆိုလို့ရှိရင်အတွင်းထဲကကျိုးမထီဘူးပြီးတော့လို့ရှိရင်အတွင်းထဲကကြေးနှမ်းတွေဆိုလို့ရှိရင်လဲကြီးတွေပေါ့နော်ကြီးအစစ်တွေအဲ့လိုမျိုးပါကျိုးလဲအတွင်းထဲကကြီးနှမ်းကျိုးဆိုလို့ရှိရင်လဲတုတ်ကြီးပေါ့နော်အဲ့လိုမျိုးလေးလာပါတယ် MPR တောင်းဝက်အပြည့်ပါနော်ဒီလိုမျိုးလေးပါဒါလေးတွေကလေလုပ်ငန်းသုံးလေးဆိုရင်တော့ပို့ပြီးတော့အဆင်ပြေတယ်တိလားသူကဒီမှာဆိုရင်ကတ်ထားလိုက်တယ်ဆိုရင်အလုံးလို့ရတာပို့ပြီးအဆင်ပြေတာပေါ့နောက်ပြီးတော့သူကကတ်ထားတဲ့ဆိုရင်လည်းခွာတာတော်တော်လေးခက်ပါတယ်ဒါလေးကလေနော်ကျိုးတွေကလည်း MPR တောင်းတင်းနေပါဒီဥစ္စာလေးတွေဆိုရင်6ပေါက်သူလော်လဲပါပါတယ်သုံးရတာလွယ်ပါတယ်ခလုတ်ကလေးလည်းပါပါတယ်ခလုတ်ကတော့ပါတဲ့ဟာပါပါတယ်မပါတဲ့ဟာမပါဘူးပေါ့ဒီမှာဒါတွေဆိုရင်လည်းကျိုးလုံးအတုပ်ကြီးတွေပါနော်ဒီလိုမျိုးတွေပါခလုတ်ကလေးပါတဲ့ဟာပါတယ်မပါတဲ့ဟာမပါပါဘူးကျိုးတွေကဒီလိုမျိုးအတုပ်ကြီးတွေဒါတွေအားလုံးကိုမှဒါလေးတွေဆိုရင်3000လုံးပါနော်မြန်လေးမမရပါမယ်ပစ္စည်းကကြတော့တင်တာနဲ့ကုန်တာမြန်ပါတယ်နော်ဒီဥစ္စာလေးတွေဆိုရင်ပစ္စည်းလည်းအများကြီးဒါအများကြီးတွေတော့မရှိဘူးပေါ့နော်နောက်ပြီးတော့ဒါလေးတွေက1 tn မဟုတ်ပါဘူးဒါလေးတွေက220တွေပါနော်ဒါရက်ထိုးသုံးလို့ရပါတယ်ဒီဥစ္စာလေးတွေဒီဥစ္စာဆိုရင်ဖုံးပန်ကာအာသွင်းကျိုးအကိုလုံးပေါ့ဒီဥစ္စာဆိုရင်သုံးလို့ရပါတယ်လုပ်ငန်းသုံးဆိုရင်တော့ပုံစင်ပြေတာပေါ့ MPR တောင်းသုံးလို့ရပါတယ်နော်လာပြီးအားပေးမယ်ဆိုရင်တော့ဘာနံပါတ်8 9 6 6 9 5 4 8ကိုလာပြီးအားပေးလို့ရပါတယ်စိုင်မှာလာပြီးအားပေးခြင်းနဲ့ဆိုရင်တော့မဟာမြန်မီပိုက်ဘဒူးစေးကုန်းပေါ်ဥတာမြို့တိအနော်ရထားလန်ကေဂျပန်ဆိုင်ကိုလာပြီးအားပေးလို့ရပါတယ်နော်ဒီဥစ္စာလေးတွေကအခုပစ္စည်းရတိတ်မဝင်ပါဘူးဒါဝင်တလောက်လေးရောင်းပေးတာပါဒါလေးတွေဆိုရင်တန်တန်လှလှလေးတွေနော်ဒီမှာပေတွေဆိုရင်လည်းပေချိုးတွေဆိုရင်လည်းရှည်ကြီးတွေအကြီးကြီးတွေအတုပ်ကြီးတွေပါနော်ဒါလေးဆိုရင်လည်းခလုတ်ကလေးတွေဆိုရင်လည်းဖွင့်ရတော့ကောင်းပါတယ်ဒါမျိုးလေးတွေပါနော်ဒါတစ်ခုကိုမှ3000မှာမှာယူခြင်းနဲ့ဆိုမြန်လေးလိုလုပ်လိုက်ပါအားပေးတဲ့ဒီဇိုင်းကိုကျေးဇူးတင်ပါတယ်တန်လိုက်ကလေးလည်းပါတယ်အတွက်သုံးရတာပိုအဆင်ပြေပါတယ်နော်မီးကြွေတိုက်ပါတိုက်ဘယ်နမ်းမှာပဲကတ်ထားအဆင်ပြေတယ်နော်ဒါမျိုးလေးတွေပါ